ကဲได้ด้วยဒီစိန်တုံးနေအောင်လေးဘယ်လိုယူရလဲဆိုတော့မင်းနေကြတော့ဒီနေ့မှလာပြောပြတာဖြစ်ပါတယ်လောလောဆယ်ကျွန်တော်ပြထားလေးကိုအရင်ဆုံးသွားကြည့်လာအောင်ဗျာကြော်မကြည့်ရင်တော့မင်းတို့ကရောမှာရှိမှာတကောင်ရောမှာတကောင်တော့ဒီကနာမှာတကောင်ပြထားလဲကောင်းစင်တိုက်တော့အပွားမှာပေးနေရောမှာနှစ်ကောင်တော့နောက်တစ်ကောင်တော့နှစ်ကောင်ချင်းလေးဘယ်နာမှာလဲဘယ်နာမှာလဲဒီကောင်ပေါ်မှာလူလာခိုးကိန်းတိုင်းငါတက်လာတော့ကျူးမဆိုင်ချင်အောင်ဟမ်နောက်တစ်ကောင်ပဲကြံတယ်အောက်ဖက်မှာတက်ကြည့်မယ်ရှည်တန်လေးကြားနေပါနော်ဒါတို့ဖွဲ့မဟုတ်နောက်တစ်ဖွဲ့ကဒါဝင်မပြစ်နေတော့ဒီနောက်ရလာပြစ်လို့ရနော်ကဲဒါတော့မှတ်ထားလို့ရမယ့်နေရာလေးဖြစ်ပါတယ်ဗောနော်အပေါ်မှာတကောင်ရတကောင်ခုံကြော်လိုက်ရင်ကောင်လိုက်လာမကြည့်နေဖင်ရတော့လိုက်အဲ့လိုပြင့်မှာတေးအပါဟောလိုက်ရောပါတွေးတစားပဲကျန်တော့ပြေးနဲ့ခန်းထဲမှာတွေးတော့ဖြည့်မလို့နောက်တကောင်လိုက်လာရောက်ဒီကောင်ငါ့ကိုလိုက်လာပြစ်တာကိုပြန်ပြစ်ခံလိုက်ရအောင်ဆောင်းကြည့်ကောကောင်လိုက်လာချုံရောအမှာဘယ်ကိုပြေးချင်တာလဲဟမ်တွေးပါဖြီလာအပေါ်မှာတကောင်ချောင်းနေမိပေါ်မှာရောမှာဒီလောက်ထိပြစ်တာကိုပြန်မဝင်တော့ငါ့ကိုပြန်လာချောင်းနေတယ်မှာပြန်လာချောင်းတော့ထွက်ပြမရပါရောမှာအေယူကြီးရအောင်နောက်ပိုင်းကိုင်လို့ဆောင်းကောင်းလာရောက်ရေးငါဆောင်းကြိုက်ရပါဒီကောင်ပြင်းနေကြီးကုံပြမှာပြန်လဲပြလိုက်ရင်အဲ့လိုမျိုးရောက်ကောင်းလိုက်တာဟဲ့အောင်ကြီးပါဝါနဲ့ချမယ်ပါဝါနဲ့တွေးရောပြအဲ့လိုလဲတစ်ချက်လောက်ပြစ်ပလိုက်မှာကဲငေါစိတ်တော့နေရောယူနီလို့တော့ကြည့်လိုက်ရအောင်ဗျာလောဆယ်ကျွန်တော်ဒီထဲဝင်လိုက်မယ်ပြီးလို့ရှိရင် my test ဆိုတာရှိရမှာဒုတိယစာကြောင်းကျွန်တော်ဒီမှာ UC 200နဲ့10ချိန်လဲချင်နေရပါတော့ဒါကျွန်တော်ကန်ကောက်လို့ရှိရင်10ချိန်နဲ့ပတ်သွားနိုင်တယ်ဒါမှမဟုတ်ကျွန်တော်ဒါရဖို့တေချာနော်ပြီးလို့ရှိရင်ဒါဒီဘက်ချမ်းမှာကြည့်လိုက်ဘယ်ဘက်အပေါ်မှာလားဒါ25ချိန်ပြီးသွားရင်တော့တတုံးရမှာတေချာပြီးလို့ရှိရင်ဒီဘက်မှာဆိုရင်တော့အချိန်40ပြီးသွားရင်တတုံးရမှာတေချာပါနော်ကဲနောက်တစ်ခုကရောက်ဒီမှာ UC 14နဲ့ပြောအပိုင်းစာလေးဝယ်လို့ရပါတော့နောက်တစ်ခုကတော့ဒေါ်လာနဲ့ဝယ်ရပါတော့1.99ဒေါ်လာဒါဒေါ်လာနဲ့ဝယ်တတုံးရပါ3ဒေါ်လာထားတယ်တတုံး3ဒေါ်လာပေးရပါတော့ကဲဟောနောက်တစ်ခုတော့ကြည့်လိုက်ဗျာဒီတစ်ခုမှဆိုရင်လည်းတူပဲဗျာဒီတစ်ခုမှဒေါ်လာနဲ့ဝယ်ရ5ဒေါ်လာနဲ့ဝယ်လို့ရှိရင် UC 300နဲ့အဲ့ဒီအပိုင်းစာလေးရပါတော့ဒီထဲမှာဆိုရင်ဒီကအပိုင်းစာလေးကို89စာတောင်ရရင်ဒါအစဒီပိုင်းစာလေး30ပြည့်ရင်တတုံးရပါတော့ကျွန်တော်တနေရာတော့ကြည့်မယ်ဒီနေရာမှာဆိုတော့ဒါကတော့ UC 1500ဖြည့်လို့ရှိရင်ဒီကစိန်တုံးနေရအကြီးနှစ်တုံးရရှိမှာပဲဖြစ်ပါတယ်ဗောနော်ကဲနောက်တစ်ခုတော့ကြည့်အောင်E1 ဆိုင်ဆိုတာရှိတယ်မလားအဲ့ထဲဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီရဲ့ကပ်ပြားခင်းအောင်ကပ်ပြားလေးနဲ့လဲလို့ရရဖြစ်ပါတယ်အပိုင်းစားလေးပေါ့နော်ကဲနောက်တစ်ခုကကြတော့ဒီမှာလက်တွဲနှုတ်ဆက်နေတဲ့ကပ်ပြားတွေတော့အကပ်ပြားနဲ့တွားလဲလို့ရတာဖြစ်ပါတယ်15ပြားကိုသူကအနီအောင်ပိုင်းစားလေးကိုလဲလို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တီးတလောက်လေးလာပြပေးတာဖြစ်ပါတယ်ပေါ့နော်တိုက်လို့ဘယ်နားမှာရှိသေးဆိုတာတီးလို့ရှိရင်ကောမမှာတစ်ချက်တော့လာပြပေးလို့ရပါလို့ပြောချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပဲခင်ဗျာတိုက်တွေအားလုံးပဲဘိုင်ဗျာနောက်ဗီဒီယိုပြန်တွေ့မယ်နော်တတာ